နောက်ဆုံးတစ်ခုကတော့ဘာလို့ဆိုပညာဆိုတာတော့အမှန်တရားကိုသိခြင်းလို့ဆိုတဲ့အဓိပ္ပာယ်ရတယ်ဘုန်းကြီးတို့တွေအမှားကိုအမှန်ထင်နေတာတို့အမှန်ကိုအမှားထင်နေတာတို့မလှုပ်တဲ့နာနဲ့လှုပ်တဲ့နာမလှုပ်တဲ့နာကိုလှုပ်တဲ့နယ်လို့ထင်နေတယ်လှုပ်တဲ့နာတွေကျတော့မလှုပ်တဲ့မှုထင်နေတယ်ဆိုတဲ့မှားယွင်းချွတ်ချော်မှုတွေများစွာရှိခဲ့ပညာရှိလာပြီဆိုလို့ရှိရင်အမှားအမှန်ကိုဝေဖန်သုံးသပ်နိုင်လာတယ်ဒါမှားတယ်ဒါမှန်တယ်ဒါလှုပ်တဲ့နယ်ဒါကမလှုပ်တဲ့မှုလို့ကွဲကွဲပြားပြားသိလာတယ်ပညာရဲ့တန်ဖိုးဆိုတာအလွန်ကြီးမားလို့လူတွေဟာပညာတန်ဖိုးကြီးမားကြောင်းသိတယ်သိချသည့်အတွက်ကြောင့်ပညာရဖို့အတွက်သုတဆိုတာတွေကိုစီးပူအထောက်ကြမိမိတို့ရင်သွေးသားငယ်တွေမွေးဖွားလာတဲ့ဆိုရင်ဘယ်ပို့ကြောင်းပို့ကြတာဘာအတွက်ပို့တာပညာအတွက်ပို့နော်ဘာမှမသိဘူးဆိုရင်နှလဘိန်းတုံးဖြစ်မှာလေသိအောင်ကြိုးစားကြတယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့ပညာစွမ်းအားကြတော့အဲ့ဒီအသိတဲ့ပိုကြီးမားတယ်လို့ဆိုလို့တာမန်အသိတွေပဲတန်ဖိုးရှိတယ်လေနော်အခြေခံပညာတဲ့အလယ်တန်းပညာတဲ့အထက်တန်းပညာတဲ့ဆိုရင်ငွေကြေးတနာချီများစွာပေးပြီးတော့နိုင်ငံခြားသွားပြီးတော့တောင်သင်ကြရတယ်ပညာရဲ့တန်ဖိုးသိတော့အဲ့ဒီပညာတွေတဲ့တန်ဖိုးရှိတာတော့မြတ်စွာဘုရားဆုံးမတဲ့တန်ဖိုးပညာပို့တန်ဖိုးရှိတယ်အဲ့ဒါကြတော့လေ့ကျင့်ယူတဲ့ပညာမျိုးอ่ะပို့ပြီးတော့အရေးကြီးတယ်တော့မြတ်စွာဘုရားကဗလ၅ပါးတတ္ထာဗလဝိရိယဗလတတိဗလသမာဓိဗလပညာဗလဆိုတဲ့စကားလုံးနဲ့ဟောတာနောက်ဆုံး